ကျွန်တော်ဒီနေ့ဂီတာ tutorial လုပ်ပေးမယ့်ဟာတော့ကျွန်တော် arrange လုပ်ထားရပါတော့ကိုမျိုးကျော်မြန်ရဲ့မိုးလေးဖွဲတော့ဆိုတဲ့တခြင်းလေးပေါ့နော်ကျွန်တော်တို့ key C လေးနဲ့တီးထားရပါတော့ဆိုတော့ကျွန်တော်ဟိုအနှေးလေးကျွန်တော်တီးပြပေးမယ်ပြီးတော့ဒီထဲမှာပေါ့နော်ကျွန်တော်သူကပေါ့တီးတဲ့ပုံစံလေးပေါ့နော်ဒီလိုမျိုးလက်ချောင်းဘယ်လိုထားရမလဲဒါလေးကျွန်တော်ရှင်းပြပေးမယ်နော်နောက်တစ်ခုကကျွန်တော် notes ဖတ်တဲ့ pro လို့တော့ဗောနော်အနည်းဆုံးတော့ဒီ tab note ဗောနော်ဒီ tab note လေးကိုလည်းကျွန်တော် comment မှာကျွန်တော်ပေးထားရပါတော့ဆိုတော့ကျွန်တော်ဒါလေးကိုကျွန်တော်တို့တီးကြည့်မယ်နော်ကျွန်တော်အနည်းလေးတီးပြမယ်ပိုင်း၃ပိုင်းရှိမယ် intro ပိုင်းလေးရယ် verse ရယ် chorus ရယ်ပြီးရင်အဆုံးပိုင်းလေးဗောနော်၄ပိုင်းပေါ့နော် intro ပိုင်းကတော့ဒါကျွန်တော်ရှာထားတဲ့ style လေးဗောနော်ဆိုတော့ပြီးတော့ကျွန်တော်ရဲ့ဟိုပါဗောနော် YouTube channel ပါနော်ဒီမှာခုပြထားတဲ့အဲ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးကြအောင်ပေါ့နော်ဘာလို့ကျွန်တော်နောက်ပိုင်း guitar lesson တွေတင်ရင်တော့ YouTube ကိုကျွန်တော်အဓိကသွားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ YouTube မှာပဲပို့ပြီးတော့တင်ဖြစ်ပါမယ်နော်ကိုကတော့ကျွန်တော်ဒီဟာလေးကျွန်တော်နည်းနည်းရှင်းပြပေးမယ်ပေါ့နော်အဓိကကတော့ကျွန်တော်ဟိုလိုမျိုးကြီးတော့အသေးစိတ်ကြီးတော့ကျွန်တော်ပြောမှာမဟုတ်ဘူးအဓိကအရေးကြီးတဲ့ဟာလေးတွေပဲကျွန်တော်ပြောပေးသွားမယ်နော်ဆိုတော့ note ဖတ်တတ်တဲ့လူကတော့ပိုကောင်းတာပေါ့နော်ဒါကြလို့ note မဖတ်တတ်ဘူးဆိုလည်းကျွန်တော်နည်းနည်းလေးတီးပြတာကိုလိုက်တီးကြည့်ပါเนาะလွယ်ပါတယ်တချင်အရင်ကြီးမခက်ပါဘူးเนาะဒါပေမဲ့တီးတဲ့တီးထိုက်တဲ့ပုံစံတော့တီးဖို့လိုတယ်အဲ့ပုံစံမှန်တော့ကျွန်တော်တို့တီးရလက်ချောင်းလေးရအဆင်ပြေပါတော့เนาะအဲ့ဒါကျွန်တော်စတီးအောင်ဒီနေ့စမှာเนาะအဲ့ဒါလေးပေါ့နောက်တူတိုင်းနဲ့တော့3 4လေးထက်အဲ့လိုမျိုးเนาะစကြအောင်1 2 and 3 style လေးနဲ့တော့ရပါတော့ဆိုတော့ပထမကောရတယ်ပါပြီးဒီမှာเนาะဟိုကနေပဲတစ်ကျိုးနဲ့လေးကျိုးနဲ့မှာပါရှင်เนาะတစ်ကျိုးနဲ့လေးကျိုးနဲ့မှာပါရှင်ရဲ့ဒါကျွန်တော်ဖြည်းဖြည်းလေးပြထားတဲ့ဒါရဲ့ဒါเนาะဆိုတော့ပြီးဒီမှာ D minor chord လေးပါမယ်ပြီး G chord ပါ G တို့လေးကိုင်เนาะပြီး C ဒါလေးပဲနော် C ဒါလေးပဲเนาะကျွန်တော်ပြန်ကြည့်ပြမယ် intro လေးကိုနော်ဒါ intro လေးပြီးသွားပြီเนาะဖြည်းဖြည်းလေးလိုက်တီးကြည့်ပါเนาะဟို note နဲ့တွဲကြည့်လိုက်ရှင်းသွားလိုက်ပြီเนาะလက်ဘယ်လိုတီးရဲဆိုတော့เนาะဟုတ်ပြီเนาะဆိုတော့ intro မှာတော့ထွေထူးပြောကြမရှိဘူးဒီလိုကိုင်မယ်ပြစ်မှာ D minor ကျွန်တော်ဒီလိုကြီးမတီးဘူးဒီလိုလေးတကြိုးချင်းကြီးလေးသုံးလေးတက်ပေါ့လေးသုံးလေးတက်နော်ပြီးရင်G ရောက်ပြီးရင် C ပေါ့ဒါတော့မှ E ကျိုးလေးနော်ဒါက intro လေးပြီးသွားနော်နောက်တစ်ခါ verse ကတော့ရှင်းနေတော့အဲ့ဆိုအဲ့ melody တူကွာတာပဲCF ပေါ့G ရရောက်တော့မနော်ဟုတ်ပြီအဲ့မှာ C ကိုတော့စတင်တယ်ဒီလည်းခုနကဒီလိုမတီးဘူးဒီလိုမြင်မတီးဘူးဒီလိုတကြိုးချင်းဟုတ်ပါနော် C ကိုG လိုလေးထောက်တာမယ်နော်အောင်ပါဒီလိုလေးပေါ့နော်ဆိုတန်လေးတိုင်းပဲเนาะအဲ့တန်လေးတိုင်းပဲဆက်အောင်တီးရမယ်ဒါပဲเนาะ pin F မ F ကိုဒီလိုကိုင်မ A နောက်ပါမယ်တခါလေးဖိထားမယ်အတန်အောင်ကျန်အောင်เนาะအဲ့ဆိုတော့ပင် C ဒါပဲလက်ကိုခုနကတိုင်းဆက်ဖိထားလိုက်ရတယ်ဒီလိုဆိုလဲရတာG ရောက်တဲ့အချိန်မှာအတန်အောင်ဆက်ဖိတာပင်ခုနလိုအကုန်လုံးမသွားတော့ဘူးတရားလေးပဲဒီနောက်ရဒီကောင်လေးတော့နော်ပင်ဒီမှာဒီလိုမျိုးယုံကြည်ထားမှုစတွေတဲ့အဲ့မှာကျွန်တော်က
ဒီကောင်လူတီးရပါနော်စီနှုတ်နဲ့ဂျီနှုတ်နဲ့အဲ့နှုတ်နှစ်ခုကိုဒီလိုတီးရဒီလိုစုံမုံစီနှုတ်ကိုဒီမှာဂျီနှုတ်ကိုတီးရနော်၅ကျိုးရဲ့၃ကွက်မှာစီနှုတ်ရှိတယ်၃ကျိုးကဂျီနှုတ်အဲ့ဒီလိုတီးရ၃ကျိုးလွတ်တီးရဂျီနှုတ်နော်အဲ့ဒါနော်ပြီးရင်တခါကျွန်တော်အတန်အောက်ကနေတီးတဲ့ melody ကနေအပေါ်ကိုကျွန်တော်ပြောင်းလိုက်မယ်နော်အပေါ်က bass အတန်ပဲနဲ့ယူလိုက်မယ်နော်အဲ့ဒါလည်းအဲ့လိုပဲနော်60 note နဲ့အရောလေးပေါ့နော်ဆိုတော့ရှေ့ကသူက60 note ဖြစ်တဲ့ကြောင့်နည်းနည်းမြန်တယ်နော်တဒန်အဲ့မှာအဲ့လက်ကလေးကိုဆက်ဖိထားမယ်နော်ဒီလိုလွှတ်လိုက်လို့မရအဲ့လိုမဟုတ်ဆက်ဖိထားဒီ C note လေးကိုဆက်ဖိထားပါဆိုတော့ C G C F C E ပေါ့အဲ့လိုဖြစ်သွားမှာသူ့အတန်ဒါဆိုရင်နှစ်ကျိုးကနေပြီးတော့6ကျိုးရဲ့ဟိုပါပေါ့6ကျိုးရဲ့2ကွက်ကနေပြီးတော့3ကွက်ကိုဒီမှာ slide သူက slide ဆိုလို့ဆွဲလိုက်တာပို့ပြီးတော့ဟုတ်နော်အဲ့ဒါလေးလည်းအဲ့လိုပဲ sustain ကျန်ရမယ်ပထမတစ်ခါတည်းရဲ့ပြီးရင်ဒီမှာဒုတိယတစ်ခါဟုတ်နော်အဲ့မှာအဲ့အတန်လေးကကျန်နေရမှာဒီလိုကြီးပြတ်သွားလို့မရဘူးအဲ့လိုကြီးမဟုတ် sustain လို့ခြံထားမှာနော်အဲ့ပြီးနေမှာဒီရလေးပေါ့နော်စီနဲ့နီးနဲ့တွဲထားတဲ့နှုတ်လေးအဲ့လည်းအဲ့လိုပဲဒီကောင်ဆက်ဖိထားပြီးမှတီးရအောင်ဒီကောင်ကျိုးနှစ်ခုပေါ့နော်ဆိုတော့ဂျီဖြစ်သွားပြီဂျီကပထမမှာ6ကျိုးနဲ့4ကျိုးနဲ့တွဲတယ်နောက်တစ်ခါ6ကျိုး4ကျိုး3ကျိုးဒါလေးပဲအောက်ကျိုးရမလို့နော်6ကျိုးရဲ့3ဘက်ကဂျီနှုတ်လေးရှိတယ်ဒါလေးပဲအဲ့ဒါလေးပြန်ပြီးပြမယ်ဒီညမှာတခြားတော့နော်တန်တန်တန် D D C ကောင်းတာဒီလေးကျိုးလွတ်တာဒီနော်ဟာလို့နော်အဲ့ဒါလေးပဲပြီးရင် verse ကဒီလိုလေးပဲပြန်ပြီးမယ်ခုနလိုပဲလာပြီ60 note လေးနဲ့ရောလေးနော်အဲ့ဒါရောက်ရင်ဒီလိုပဲတီးရမှာC7 ရောက်ပါနော်အဲ့မှာအဆက်လေးနှစ်ခုပါတော့အစားဆုံးကိုနှစ်ခေါက်တီးမယ်ဒုတိယပြန်ကြောတဲ့အချိန်မှာ1ဆိုတဲ့ဟာလေးပုံမှာရှေ့ကြီးဆွဲလိုက်တာအဲ့1ကိုမတီးတော့ဘူး2ကိုကြော်တီးမယ်နော်အဲ့ဆိုအနာလေးကိုပြန်တီးကြည့်မယ်တစ်ချိန်ကနော်အဲ့မှာအဲ့ပထမကင်သွားတဲ့ပုံစံလေးပဲကျွန်တော် intro တော့တီးတဲ့အတိုင်းလေးပဲနော်ဒီလေးရဲ့ဒါလေးနော်အဲ့ဆိုတော့sorry ဘယ်လိုဖြစ်မှာနော်အဲ့ဒါနော်G7နော် G ကိုဒီလိုကင်မယ်နော်ဒါမှဒီကောင်လေးထောက်လို့ရတယ်ဒီလိုကြီးကင်လိုက်မှထောက်ရခက်တော့ပြီးတော့စီပြန်ရောက်လာပြီနော်G7 ကဒီမျိုးကင်ပြီဒီတန်နော် F ရဲ့ B ရဲ့ G ရဲ့ဒီမှာလည်း F ရှိတယ်ဒီမှာ B G ရှိတယ် G7 နော်ဒီလိုကင်မယ်နော်အဲ့ဒါပြန်มาလဲဆိုတော့4ကျိုး3ကွက်5ကျိုး2ကွက်6ကျိုး3ကွက်2 3ကလွှတ်ထားမယ်1ကျိုးပြီးမယ်နော်1ကျိုး1ကွက် G7ဒါလေးထည့်လိုက်ရအောင်ပြီးတော့ဒါလေးပဲပြီးရင်ထိုင်ကလေးဆိုစီးပဲအဲ့မှာထိုင်ကလေး
အဲ့မှာကျွန်တော်ဒီထဲမှာဒီလိုရေးထားပါနော်တဲလိုလေးပဲရေးထားဒါပေမဲ့ကျွန်တော်တီးလိုက်တာဒီလိုမျိုးဒါစီနုံလေးကိုတီးပြီးမှလွတ်လိုက်တာပါနော်လွတ်လိုက်ပြီးတော့အဲ့လိုတီးတာကျွန်တော်အဲ့လိုတီးထားအောင်နော်ဟိုတချင်းထဲမှာတီးတယ်နော်အဲ့လိုလေးတီးလို့လည်းရတယ်ခုနကဒီလိုတီးလိုက်ရဟိုအစင်ဒီလိုတီးနော်ပြီးနောက်ဆုံးဟာလေးကျိုးအတွဲလေးပေါ့နော်ဒါမှမဟုတ်ကျိုးကြော်လေးမှာ4နဲ့sorry 3နဲ့5နဲ့တွဲမယ်အဲ့လိုပဲ2နဲ့4နဲ့တွဲမယ်1နဲ့3နဲ့တွဲမယ်နော်ဟုတ်နော်တခေါက်ပြန်ပြီးပြမယ်ဒါဆိုရင်ဒါ4နဲ့ပေါင်း5နဲ့3နဲ့တွဲတာနော်ပြင်တစ်ခါ2နဲ့4နဲ့တွဲမယ်ကျိုးကြော်နော်အဲ့ဆိုရင်နော်2ကျိုး3ကွက်4ကျိုး3ကွက်နော်အဲ့လိုမျိုးပြီးရင်1နဲ့3နဲ့တွဲမယ်လို့ကျိုး1ကျိုး1ကွက်3ကျိုး2ကွက်နော်1ကျိုး3ကွက်3ကျိုး3ကွက်နော်1ကျိုး5ကွက်3ကျိုး5ကွက်1ကျိုး9ကွက်3ကျိုး9ကွက်နော်အဲ့တော့ဒါနောက်ဆုံးက C ကောနော်ဒါပေမဲ့ C ကောပဲမဲ့ကျွန်တော် G နှုတ်ကိုအပေါ်တင်ထားတယ်နော်ဒီမှာဆို G ရှိတယ်နော်ကိုတီးတဲ့နှုတ်လေးအတန်လေးတွေပဲပေါ်ရှာထားမယ်နော် G ရှိတယ် C ရှိတယ် E ရှိတယ် A ရှိတယ်ဒါပေမဲ့ဒီမှာ A မထိတာတော့ C ထည့်ထားတယ်နော်ရှစ်ကွက်မြောက်မှာ C နှုတ်ရှိတယ်ဆိုတော့ဒါ C ကောကို G ကိုအပေါ်တင်လိုက်တာမှာနော်ဟုတ်ပြီနော်ဒါဆိုဒီတချင်းလေးကိုဒါတီးလို့ရပါပါတယ်နော်ဒါဒီလောက်ဆိုအနည်းလေးပြန်ကြည့်ပြီးတော့တီးကြည့်ပေါ့နော်ကျွန်တော် note ကိုကျွန်တော် comment မှာချပေးရမယ်ပြီးတော့ကျွန်တော် guitar သင်တန်းကိုကျွန်တော်ဟောပေါ့နော်ဒီ online class ကျွန်တော်ပြန်ဖွင့်မှုရှိပါတယ်เนาะပြီးတော့ကျွန်တော် guitar lesson တွေကိုလည်း YouTube မှာပုံမှန်ပြန်တင်ပေးနိုင်အောင်ကျွန်တော်လည်းစူးစမ်းနေပါတယ်เนาะဟို like တီးကြည့်ပါကျွန်တော် online class ကိုသင်ကျင်တဲ့လူရှိရင်ကျွန်တော်ကို Facebook ကနေပြီးတော့เนาะဒီ chat box ကနေပြီးတော့လာရောက်မေးမြန်းလို့ရပါတယ်ကျွန်တော်လည်း post တင်ပေးပါမယ်เนาะ online class ဒီတိုင်းမှာဖွင့်မှုရှိပါတယ် fingerstyle သင်လို့ရတယ် basic theory เนาะ basic ကနေဟိုပါပေါ့เนาะနည်းနည်း advanced theory သင်လို့ရမယ် lead သင်လို့ရမယ်ပေါ့เนาะအဲ့လိုမျိုးလေးပေါ့ guitar နဲ့ပတ်သက်တာလေးပေါ့နော်ဆိုတော့အဲ့ဒါလေးကျွန်တော်မေးမြန်းလို့ရပါတယ်အဓိကတော့ကျွန်တော် YouTube channel လေးကို subscribe နော်လုပ်ပေးကြပါအဲ့ channel မှာကျွန်တော် guitar lesson လေးတွေ free အားလုံးကိုကျွန်တော်သင်ပေးမှာပါကျွန်တော် share လေးပြပေးမှာပါကျေးဇူးတင်ပါတယ်အားလုံးပဲ